နတန်းဖြည့်ထားတဲ့ကလေးတွေဒီဗီဒီယိုကိုတွေ့ပြီးဆိုရင်အောင်ကိုအောင်ပြီးလို့မှတ်လိုက်တော့နော်စနတန်းဆိုတာနှက်ကြီးတယ်နော်ဒီဗီဒီယိုက grade 12ဖြည့်ထားတဲ့စနတန်းဖြည့်ထားတဲ့ကလေးတွေအတွက်ကိုတီးတန့်ရည်ရွယ်တာပါစာလုပ်ပြီးတော့ကန်အခြေအနေကိုပဲသိချင်တဲ့သူတွေအတွက်ကိုရည်ရွယ်တာဖြစ်တယ်စာမေးပွဲဆိုတာတော့စာလုံးမအောင်ပါပေါ့နော်အားလုံးပဲမင်္ဂလာပါရှင်တဲတော်ပိုင်းအီမီကိုကနေကြိုဆိုလိုက်ပါတယ်ဒီနေ့အတွက်ခေါင်းစဉ်လေးကိုတော့ grade 12အောင်ပါလားပေါ့နော်စနတန်းအောင်ပါလားဒီရက်ပိုင်းအရင်အမေးများကြလို့တင်ပေးထားတာဖြစ်ပါတယ်ပိုင်1ပိုင်2ပိုင်3ပါရှင် personal reading မေးချင်တဲ့သူတွေတဲတော်မေးချင်တဲ့သူတွေမေးခွန်း3ခုကို9000နဲ့လာမေးလို့ရပါတယ် Viber Telegram ကနေ voice mail နဲ့တခြားလေးဟောပေးပါတယ်နော်ပိုင်1လေးအားလုံးပဲမင်္ဂလာပါရှင်ပိုင်1လေးတွေအောင်စင်းထွက်တဲ့နေ့မှာဝမ်းတာလုံးလို့မျက်ရည်ကျရလောက်မဲ့ထဲမှာပါမယ်နော်စိတ်ပူနေကြမလို့ပါဘူးပိုင်1လေးတွေအောင်စင်းမှာကိုယ့်နာမည်ကိုတေချာပေါက်မြင်ရလိမ့်မယ်ပိုင်1လေးတွေကလေဖြည့်တာဖြည့်ခဲ့တာသိလားကိုယ့်ကိုယုံကြည်မှုအပိုင်းမှာနည်းနည်းလေးအားနည်းနေတာကိုတွေ့ရတယ်ပေါ့နော်မှန်းထားတဲ့အမှတ်တွေရပါမလားဆိုပြီးတော့ညာတိုင်းအိတ်မပျော်နိုင်လောက်တဲ့အထိအရန်တွေတွေးပူနေတဲ့သူတွေရှိတယ်အရန်ကိုတွေးပူနေတဲ့သူတွေပိုင်1နေထဲမှာပါတယ်နော်တကယ်တမ်းကျတော့လေအဲ့ဒါတွေကကိုယ်စိုးရိမ်စိတ်တွေကြီးမားနေတာလို့ပြောလို့ရတယ်ရလက်ကကိုထန်ထားသလိုမျိုးအရန်ကြီးစိုးမနေဘူးခေါင်းထဲကအတွေးတွေစိုးရင်စိတ်တွေကိုလွှတ်ချလိုက်ဖို့ပြောချင်တယ်ဂုံတူးတွေအမှတ်တွေနဲ့ပတ်သက်လို့ရှိရင်တော့ကိုမှန်းထားတာနဲ့နည်းနည်းလေးလွဲချော်တာမျိုးအားမလို့အားမရဖြစ်ရတာမျိုးတွေတော့ရှိနိုင်တယ်ဒါပေမဲ့ဒါကိုဘဝရဲ့လမ်းစာတစ်ခုပဲမို့လို့အကောင်းဆုံးသောအရာတွေကိုပဲလက်ခံဖို့အကောင်းဆုံးသောအရာတွေကိုပဲတွေးပါလို့ပြောချင်တယ်စာမေးပွဲ result မထွက်ခင်မှာပေါ့နော်ပိုင်1လေးအားလုံးပဲဂျင်းနဲ့ကြားလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ပိုင်2လေးအားလုံးပဲမင်္ဂလာပါရှင်ပိုင်2လေးလည်းစိတ်ချလက်ချတာနေလိုက်တော့နော်အောင်စရင်ထွက်တဲ့နေ့ကကို့အတွက်တကယ်ကိုဂုဏ်ယူစရာကောင်းပြီးတော့လူအများကြားထဲမှာဆွေမျိုးတွေကြားထဲမှာတောက်ပမယ်နေ့လေးတစ်နေ့ဖြစ်လာလိမ့်မယ်ကိုယ်တိုင်လည်းဂျင်းနဲ့အားရတယ်လို့မျိုးပတ်ဝန်းကျင်ကပါဝိုင်းပြီးတော့ချီးကျူးအတိမတ်ပြုမဲ့အောင်ပွဲမျိုးကိုတေချာပေါက်ပိုင်ဆိုင်ရမှာဖြစ်တယ်လူကျင်တဲ့အမှတ်နဲ့ပတ်သက်ရင်လည်းကိုစိုက်ပျိုးခဲ့တဲ့ကြိုးစားမှုအသီးပွင့်တွေကိုလုံးဝလက်စုပ်လက်ကင်ပြန်ရမယ့်သဘောမှာရှိတယ်အားလုံးထဲမှာပိုင်2က energy အကောင်းဆုံးပေါ့နော်ကျွန်မဖတ်တဲ့ထဲမှာဆိုတော့အရင်စိတ်မပူပါနဲ့အမှတ်စင်းထွက်လာတဲ့အခါကျရင်ကိုရှေ့ဆက်ချင်တဲ့လမ်းကြောင်းအသစ်တွေကိုတက်ချင်တဲ့မေဂျာတွေပေါ့နော်ဒါတွေဒီလိုခွင့်ရေးတွေကိုရရှိလိမ့်မယ်လို့မြင်တယ်နိုင်ငံခြားသွားချင်တဲ့သူတွေအတွက်လည်းကန်ဒီဆန်းတွေပွင့်သွားလိမ့်မယ်နော်ဂုံတူးတွေပါမပါဆိုတာထက်ကိုယ့်ရဲ့ရလက်ကကိုယ့်စိတ်ကိုတကယ်ကိုအတိုင်းထက်အလွန်ကိုကြည်နူးပီတိဖြစ်ရလိမ့်မယ်ကိုဖြစ်ချင်တဲ့ဆန္ဒတွေပြေဝသွားပြီးတော့ရင်ထဲမှာအေးချမ်းသွားမယ်အပြင်မိဘတွေရဲ့မျက်နှာမှာလည်းကိုကြောင့်မှုလို့အပြုံးပန်းနေဆင်ပေးနိုင်မဲ့အခြေအနေမျိုးတွေဖြစ်လာလိမ့်မယ်ပေါ့နော်ဆိုတော့စိတ်ပူပန်တာတွေအားလုံးခဏပေးချထားပါအောင်မြင်လိမ့်မယ်လို့မြင်ပါတယ်နော်ပိုင်တီးလေးအားလုံးပဲမင်္ဂလာပါရှင်ပိုင်တီးလေးတွေအောင်စင်းကလေဘာမှထွေထူးထူးတော့စိတ်ပူစရာမလိုဘူးဒါကိုယ့်ကိုချစ်တဲ့သူတွေရဲ့ကိုမိသားစုတွေရဲ့ဆူတောင်းတွေလူကြီးသူမတွေရဲ့စောင့်ရှောက်မှုတွေနဲ့အတူပုံမှန်တိုင်းလေးပဲအေးစစ်စစ်ပဲတေချာပေါက်အောင်မြင်သွားမှာဖြစ်တယ်အစင်လာမပြတ်ပေါ့နော်အောင်စင်းထဲမှာကိုယ့်နာမည်ကိုတွေ့ရလိမ့်မယ်လို့ပြောချင်တယ်လိုချင်တဲ့အမှတ်တွေဆိုရင်လည်းစိတ်ချမ်းသာစရာအောင်ပွဲခံစရာအခြေအနေမျိုးနဲ့ရလိမ့်မယ်လို့မြင်တယ်ကိုမှန်းထားတဲ့အမှတ်တိုင်းရလာလို့မိသားစုနဲ့အတူကိုဘေးပတ်ဝန်းကျင်ဆရာမတွေနဲ့အတူပျော်ပပနဲ့အောင်ပွဲခံရတဲ့အခိုက်အတန့်မျိုးကြုံရလိမ့်မယ်ကိုတက်ချင်တဲ့ကြောင်းကိုတက်ချင်တဲ့မိသားကိုစိတ်အေးလက်အေးနဲ့ခြေစုံပြစ်ဝင်ပြီးတော့တက်လို့ရမယ့်အခြေအနေတွေဖြစ်လာလိမ့်မယ်ပေါ့နော်ဂုံတူးပိုင်းနဲ့ပတ်သက်ရင်တော့လေပိုင်သွေးလေးတွေကနည်းနည်းလေးအပြိုင်ဆိုင်များတယ်ပေါ့နော်ခိုင်ကြရင်ကိုကအများကြီးမြုံလင့်ထားတာပေါ့အရန်ကြီးမြုံလင့်ထားတာမျိုးလေးဖြစ်တတ်တယ်နောက်ပြီးရင်တကယ်တမ်းဂုံတူးတွေထွက်လာတဲ့အခါမှာတငယ်ချင်းတွေနဲ့ပေါ့နော်တကယ်တမ်းအမှတ်တွေထွက်လာတဲ့အခါမှာအမှတ်ချင်းတွေပြိုင်ကြတာပေါ့နော်အဲ့လိုမျိုးတွေကြောင့်မို့လို့နည်းနည်းလေးတော့စိတ်နှောက်ယှက်ဖြစ်ရတတ်တယ်ပေါ့နော်တခါတလေကြလို့ရှိရင်ကိုလောက်တောင်မရဘူးလို့ထင်ထားတဲ့သူတွေကကိုထက်အမှတ်တွေပိုများသွားတာမျိုးကိုထက်နည်းနည်းလေးဂုံတူးပိုပါသွားတာမျိုးပေါ့နော်အဲ့လိုမျိုးတွေကြောင့်မို့လို့စိတ်ပင်ပန်းရတာမျိုးတော့ဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဘလို့ပဲဖြစ်ဖြစ်ပြီးတာတွေကပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့အတ္တလေးကိုရှော့နိုင်နေဆိုရင်တော့ပို့ပြီးတော့စိတ်ချမ်းသာရလိမ့်မယ်လို့မြင်ပါတယ်ပိုင်တီးလေးအားလုံးပဲဂျင်းနဲ့ကြားလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်